ရှင်ပြားများတို့မနေ့ကထာပနာပစ္စကပြီးသွားပြီဟုတ်တယ်မလားဒီနေ့ထာပနာပစ္စကနေရာမှာပါပနာပစ္စကပြောပါတယ်တော့ပါပနာပစ္စကကငါးချက်ပြင်မှာပဲညမြန်လေးမှငါးချက်ကထာနုပါပฏิပါထာနုပါထာကတခုကြီးနုပါတော့နုရဲ့နာလေးမှာဆက်ကလေးချပြီးပါလို့ဒီထာနုပါပရိပါဒီလိုလားနုရောပါပရိရောပါနုရောပါပရိရောပါဒီလိုလားမပ္ပါပစ္စကာမပ္ပါပစ္စကာအဲ့ဒီငါးချက်အဲ့ဒီငါးချက်နားလည်ရထာနုပါပရိပါနုရောပါပရိရောပါမပ္ပါပစ္စကာသစ္စာရဲ့ထာနုပါပရိပါနုရောပါပရိရောပါမပ္ပါပစ္စကာသဘောထဆောထာနုပါပရိပါနုရောပါပရိရောပါမပ္ပါပစ္စကာထဆိုတာကထပနာမမိတ်လာရဲ့နုပါဆိုတာကအနုလောမပါပနာပရိပါဆိုတာကပရိလောမပါပနာနုရောပါဆိုတာကအနုလောမရောပနာပရိရောပါဆိုတာပရိရောပါပရိလောမရောပနာပေါင်းလိုက်တော့ဘယ်နှချက်ငါးချက်မမိတ်လာရဲ့ထားတော့ရှင်တို့သိတယ်မလားရဲ့နုပါဆိုတာကနုပါဆိုတာကရောက်ခဲ့ရည်ပါရဲတော့လေသင်္ကြန်လေးမှာရောက်ခဲ့ရည်ရောက်ခဲ့ရည်ဆိုတာအဲ့ဒါပါရဲတော့နုပါစေစေတော်နဲ့ဒီမရောက်တဲ့အဲ့ဒါတော့ပရိပါပရိပါအပြာဆိုစဉ်ပြဆိုစဉ်လေးမပြဆိုစဉ်ပြဆိုစဉ်လေးအဲ့ဒါဆိုရင်ပฏิရောပနာမမိလာရဲ့ပါရတော့ပြဆိုစဉ်လေးမပြဆိုစဉ်အပြဆိုစဉ်လေးဆိုပါရတော့အနုလောမရောပနာမပြဆိုပဲမနေသေးဆိုပါရတော့ပရိလောမရောပနာဘယ်နှချက်လဲငါးချက်ထားကပါရတော့ထပနာရောက်ခဲ့ရည်ဆိုရင်ပါရတော့အနုလောမပါပနာဘုံနဲ့ဒီမရောက်တဲ့ဆိုရင်ပါရတော့ပရိလောမပါပနာမမိလာရဲ့ပြဆိုတင်သေးဆိုရင်ပါရတော့အနုလောမရောပနာအပြဆိုပဲမနေသေးဆိုပါရတော့ပရိလောမရောပနာဘယ်နှချက်လဲအဲ့ဒီငါးချက်ကိုဘာလို့ခေါ်လဲပါပနာတိပိစကကြံယုံငါးချက်လို့ခေါ်တယ်မမိလာရဲ့အဲ့တော့ကားငယ်ဝါကြကိုကြည်လိုက်ဘာဝါကြလဲကားငယ်ဝါကြကိုကြည်လိုက်ကားငယ်ဝါကြမှာခဝေးသည်အစိတ်ကိုပြတယ်ခဝေးသည်ဘာရဲ့အစိတ်ကိုပြတယ်ရူပပတ္တိယဆိုတာအပေါင်းကြီးမလားရဲ့အဲ့ဒီအပေါင်းပုတ်ကြီးထဲမှာအရုပဘောအရုပံသိလာရဲ့အရုပဘောအရုပံအဲ့ဒါအစိတ်မလားရဲ့ကားငယ်ဝါကြကြတော့ဘာပြလဲအရုပေဝပတ္တိအရုပပတ္တိတတ္တအရုပပတ္တိယဆိုတာဘာကိုပြတာလဲဟေ့အပေါင်းမမိလာရဲ့ဘာကိုပြတာလဲအပေါင်းမမိလာရဲ့အဲ့တော့ဘာလဲတော့အစိတ်အပေါင်းနားလည်လားရဲ့အဲ့ဒါလေးကိုကြည့်ထားအရှင်ထကရဆရာသည်ခဝေဝကြဖြင့်အရုပပတ္တိယ၌အရုပပုတ်ဤအစိတ်ဝဇနထဘုံအရုပပုတ်ဤအစိတ်ဝဇနထဘုံပြဆိုတော်မူ၏ထပနာမလားယေ
ဤသို့မြတ်စွာဘုရားမူသည်ရှိသောအရဝဘုန်းကြီးစိတ်ဝဆနထကိုသာအရဝဘုန်းကြီးဝဆနထကိုသာပြာဤဟူသောအနက်သည်ရောက်ခဲ့ရ၏စေစေတမူဟာထိုအနက်သည်မရောက်သင်ထို့သောမရောက်သင်လေသောကြောင့်အရဝပတ္တိယဘုန်းကြီးအပေါင်းဝဇနထကိုလည်းပြဆိုသင်သည်အရဝပတ္တိယဘုန်းကြီးအပေါင်းဝဇနထကိုလည်းပြဆိုသင်သည်အရဝပတ္တိယဘုန်းကြီးအပေါင်းဝဇနထကိုမပြဆိုပဲမနေသင်အရဝပတ္တိယပုတ်ဤအပေါင်းဝဇနထကိုလည်းမပြဆိုပဲမနေသင်အရုပပပတ္တိယပုတ်ဤအပေါင်းဝဇနထကအဘေဘာနီဤသို့မေးပွယ်ရှိသောကြောင့်ထိုမေးကိုဖြေဆိုလိုသောအထာဂရဆရာသည်ဘာကိုမေးကားငယ်ဝါကြကိုမိန်တော်မူ၏ရမလားအဲ့ဒါကိုဘာတက်လို့ခေါ်လဲပါပနာပစ္စကတဲ့မမိလာရဲ့တောတိုက်စံရဲ့ရှင်သာကရာဆရာသည်ခဝေဝကြဖြင့်စိတ်ဝဒနာကိုမြတ်စွာဘုရားမူ၏မြတ်စွာဘုရားမူသည်ရှိသောအရဝဘုန်းကြီးအစိတ်ဝဒနာဘုရားမြတ်စွာ၏ဟူသောအနက်သည်ရောက်ခဲ့ရာ၏စင်စစ်တမူကားထိုအနက်သည်မရောက်ပေထိုသောမရောက်တဲ့လေသောကြောင့်အရဝပတ္တိယဘုန်းကြီးအပေါင်းဝဇနထကိုလည်းပြဆိုသင်သည်အရဝပတ္တိယဘုန်းကြီးအပေါင်းဝဇနထဆိုပဲမနေသင်အပေါင်းဝဇနထကအဘေဘာနီဤသို့မေးပဲရှိသောကြောင့်ကိုမေးကိုဖြေဆိုလိုသောအထာဂရဆရာသည်အငယ်ဝကြကိုမိန်တော်မူ၏ရမလား